မိုးလင်းတာနဲ့တန်းနိုင်တယောက်သူ့ရဲ့သစ္စာရှိတဲ့အလုပ်အိတ်ဟောင်းလေးကိုလွှဲပြီးအိမ်ကနေထွက်ခဲ့ရပြန်ပါပြီတလုံးမှ90တလုံးမှ90ဒီအတန်လေးဟာသူ့မိသားစုအတွက်တော့မျော်လင့်ချက်အတန်ပါပဲညစ်ပေနေတဲ့လက်တွေနဲ့ gas မီးချစ်တွေကိုတစ်လုံးပြီးတစ်လုံးစိတ်ရှည်လက်ရှည်ပြင်ပေးတယ် gas စီတွေဖြည့်ပေးတယ်နေဝင်ရိုးရီညနေဆောင်တဲ့အခါမှာတော့အိတ်ထဲမှာရသမျှပိုက်ဆံလေးတွေကိုစုပ်ကင်ပြီးသူ့အိမ်ကိုအပြေးပြန်လာခဲ့တယ်မိသားစုရှေ့ရောက်ရင်တော့သူ့ရဲ့ပင်ပန်းမှုတွေကိုဖျောက်ပြီးပျော်ရွှင်မှုကိုပဲသူဖန်တီးပေးတတ်သူပါအားလုံးအိတ်ဆက်ချိန်ကြမှာတနေကုန်စားလောင်နေတဲ့သူ့ဝမ်းပိုက်အတွက်မနှက်စာနဲ့ညစာကိုတခါတည်းပေါင်းစားလိုက်ရတယ်ဝမ်းပိုက်ကလေးပြည့်တင်းသွားတဲ့အခါမနှက်ဖြန်အတွက်အားအင်သစ်တွေနဲ့သူအေးချမ်းစွာအိတ်ဆက်လိုက်ပါတော့တယ်အခုလိုနောက်ခံစကားပြောဇာတ်ကားလေးတွေကြည့်ဖို့မဇူရီကို follow လေးလုပ်ပေးတာပါနော်